သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်တကူလဆန်းတရက်2014ခုနှစ်မလ31ရက်မန္တလေးတိုင်းဒေသကြီးကျောက်ဆည်မြို့ရွှေသာလျောင်းဖျားပွဲတော်ဝင်းအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်ကျောက်ဆည်မြို့နည်းပညာတက္ကသိုလ်ဇီဝနည်းပညာဌာနမိသားစုတို့၏အထူးဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောပြင်ရခက်တဲ့အမှားအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှေးဖုံးတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတောလတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းပြင်ရခက်တဲ့အမှားမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဟောကြားထားတဲ့အဘိဓမ္မာဒေသနာတော်မှာမိစ္ဆတနိယတာဓမ္မာလို့ပြင်ရခက်တဲ့အမှားနဲ့ပတ်သက်ပြီးဟောကြားပြီးတော့ထားတာရှိလောကမှာအမှားတစ်ခုကျွလွန်မိပြီဆိုလို့ရှိရင်ပြင်လို့ရတဲ့အမှားရှိတယ်ပြင်လို့မရတဲ့အမှားရှိပြင်ဖို့လဲအလွန်ခက်တဲ့အမှားမျိုးအဲ့ဒီအမှားမျိုးဟာမကျွလွန်မိစေဖို့လို့မြတ်စွာဘုရားကဒီဒေသနာတော်ဟောပြီးတော့ထားတယ်လို့နားလည်ကြရမှာပေါ့အမှန်ကျွလွန်မိတယ်လို့ဆိုတဲ့နေရာမှာမသိလို့ကျွလွန်တာလဲတစ်မျိုးတမင်သက်သက်ကျွလွန်တာလို့လဲတစ်မျိုးအမှန်မှန်ခွဲခြားသိနိုင်စွာမရှိလို့အမှန်ထင်ပြီးတော့ကျွလွန်မိတာလည်းပဲရှိတယ်ပေါ့ဒါကြောင့်မို့ပြင်ရခက်တဲ့အမှားသို့မဟုတ်ပြင်မရတဲ့အမှားဆိုတာဘာတွေခေါ်တယ်လဲဆိုတာဘုန်းကြီးတို့တွေသိရှိနားလည်ထားဖို့လိုအပ်ဒီအမှားတစ်ခုကျွလွန်မိပြီဆိုလို့ရှိရင်
ပြင်လို့မရတော့ဘူးလို့လည်းပြောလို့ရတယ်သို့မဟုတ်ပြင်ဖို့ခက်တယ်လို့လည်းပြောလို့ရတယ်ပြင်ဖို့ခက်တယ်ဆိုတာနည်းနည်းလျှော့ပြောတဲ့သဘောပဲပြင်မရတဲ့အမှားလည်းရှိတယ်ပေါ့ဘယ်လိုမှပြင်လို့မရတဲ့အမှားအဲ့ဒါကိုအဘိဓမ္မာဒေသနာတော်မှာဟောထားတာဖြစ်တယ်ပေါ့ရသော်ဗျာသုံးတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်မိစ္ဆတနိယတာဓမ္မာမိစ္ဆတနိယတာလို့ဆိုတာမိစ္ဆတဆိုတာသဘာဝအဖြစ်မှားနေတယ်မှားတယ်ဆိုတာဘယ်လိုမှားတာလဲလို့မေးမယ်ဆိုရင်ပြုလုပ်တဲ့ပုဂ္ဂိုလ်ကတော့ချမ်းသာဒုက္ခရလိမ့်မယ်အကျိုးစီးပွားကိုဖြစ်လိမ့်မယ်လို့ကျိုးစီးပွားရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အကျိုးမဲ့ဖြစ်အောင်လုပ်တာတော့မဟုတ်ဘူးတရားဝါရီဆိုတာချမ်းသာဒုက္ခကိုလိုလားတာအကြည့်ပဲဆင်းရဲအောင်လုပ်တယ်ဆိုတာမရှိဘူးစိတ်ထားမှန်းနေပြီဆိုလို့ရှိရင်ကတော့ကိုချမ်းသာမဲ့ထင်လို့လုပ်ကြတာဆိုပါစို့စူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေပဲကြည့်စိတ်မမှန်လို့စိတ်ညစ်လို့စူးစိုက်လုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာချမ်းသာမဲ့ထင်လို့လုပ်တာပဲလေဆက်ပြီးတော့အသက်ရှင်နေဆင်းရဲမှာပဲတည်သွားရင်အေးတာပဲလို့ပြောတော့ချမ်းသာမဲ့ထင်လို့လုပ်တာကောင်းမဲ့ထင်လို့လုပ်ကြတာချိပဲအကုန်ဒါကကိုယ့်ကိုတတ်သိတဲ့စူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲချမ်းသာမဲ့ထင်ပြီးတော့လုပ်တယ်တခြားအလုပ်တွေလည်းထို့တူပဲတရားဝါရီရဲ့အသက်ကိုတတ်ပြီးတော့စီးပွားဖြစ်ရင်ချမ်းသာတယ်ငွေကြေးတနာရရင်ချမ်းသာတရားဝါအသက်ကိုတတ်ချင်းကြောင့်ဖြစ်ပေါ်လာမဲ့ဆင်းရဲဒုက္ခဆိုတာထက်မတွက်ဘူးအကုသိုလ်တွေထက်မတွက်ဘူးချမ်းသာဒုက္ခရဖို့ဆိုတဲ့ချမ်းသာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာသို့တော့ကိုလိုလားတဲ့ချမ်းသာကြီးရလာလို့ဆိုမရဘူးမကောင်းတဲ့ကံတွေရဲ့အကျိုးဖြစ်ထွန်းလာပြီဆိုလို့ရှိရင်ဆိုးကျိုးတွေဟာစုပြုံပြီးတော့ရောက်လာဆိုပါစို့မိမိယောဂနဲ့မတည့်တဲ့အစာစားတဲ့ပုဂ္ဂိုလ်ကလည်းသူစိတ်ထဲမှာဒါစားလိုက်ရလို့ရှိရင်စိတ်ထဲမှာจิตနဲ့နှစ်သိမ့်မှုဆိုတဲ့ချမ်းသာဒုက္ခကိုရလိုက်မယ်လို့လောက်တာပဲစားပြီးတဲ့အခါမှာထိုအစာကနေဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုကြတော့ပြင်းထန်တဲ့ယောဂဝေဒနာကိုခံရပြန်ဘယ်သူပဲဖြစ်ဖြစ်ချမ်းသာဒုက္ခရလိုက်မယ်ထင်ပြီးတော့လောက်ကြတာပဲချမ်းသာဒုက္ခရလိုက်မယ်လို့မျှော်လင့်ချက်နဲ့လောက်ကြတာပဲသို့တော့ကိုမှန်းချက်နဲ့နှမ်းတွက်မကြိုက်ဘူးဆိုတာလိုပဲအကောင်းကိုမျှော်မှန်းထားပေမဲ့လို့အဆိုးတွေကရောက်လာအဆိုးတွေရောက်လာတယ်ဆိုးကျိုးတွေကိုရရှိခံစားလာအဲ့ဒါမျိုးကိုဆိုလို့ပြင်ရခက်တဲ့အမှားဆိုတာနော်ပြင်ရခက်တဲ့အမှားဆိုတာကောင်းမဲ့ထင်လို့လုပ်ပေမဲ့လို့မိစ္ဆတမှားတဲ့သဘောပဲအမှားတစ်ခုကိုလုပ်လိုက်တယ်အဲ့ဒီအမှားဟာနိယတအကျိုးကိုထုတ်လုပ်ဖို့ရသေချာနေပြီဆိုပါစို့အစိတ်ရဲ့အကျိုးသက်ရောက်မှုကိုမမြင်ဘူးအစိတ်ခတ်ထားတဲ့ယမကာကိုတောက်တဲ့ပုဂ္ဂိုလ်ပျော်ရွှင်လိုတဲ့စိတ်နဲ့တောက်လိုက်ပေမဲ့လို့အစိတ်အကျိုးသက်ရောက်လာပြီဆိုရင်ပြင်လို့မရတဲ့အနေအထားမျိုးရောက်သွားတာပေါ့ဒီလိုဆိုလိုတာပေါ့မှားတယ်ဆိုတာကိုယ့်ရဲ့မျှော်လင့်ချက်ဖြစ်မလာတာကိုမှားတယ်လို့ခေါ်တယ်နောက်တစ်ခုကအကြောင်းရှိတယ်လို့ဆိုတာကိုဆိုင်ရာသဘာဝတရားတွေဖြစ်ပေါ်လာတဲ့အခါမှာဆိုင်ရာအကြောင်းတွေရှိနေပါလေရဲ့ရှိတာကိုညှင်းကွယ်ပြီးတော့အကြောင်းမဲ့
အကြောင်းမရှိဘဲနဲ့ဖြစ်တယ်လို့ဒီလိုမြင်တဲ့အမြင်ဟာလည်းပဲမှားယွင်းတဲ့အမြင်တစ်ခုပဲဖြစ်တယ်ပေါ့ကံကံဤအကျိုးတွေရှိပါလေတဲ့နဲ့မရှိဘူးလို့တွေးတဲ့အတွေးဟာလည်းပဲပြင်ရခက်တဲ့အတွေးတစ်ခုပဲလို့ကိုထင်တဲ့အတိုင်းဖြစ်မလာထင်တာကတစ်မျိုးဖြစ်လာတာကတစ်မျိုးဆိုတာကိုမိစ္ဆတလို့ခေါ်တယ်မိစ္ဆတဆိုတာမိစ္ဆာတဘာဝအားဖြင့်မှားနေတဲ့အရာလို့ပြောတာအဲ့ဒါကိုမြတ်စွာဘုရားကမိစ္ဆတဆိုတာနဲ့ပတ်သက်ပြီးတော့နှစ်မျိုးခွဲခြားပြီးတော့ဟောတယ်ပေါ့မှားတယ်ဆိုတာလောက်ရမှားသွားတဲ့အမှားရဲ့အတွေးအမြင်မှားသွားတဲ့အမှားရဲ့အမှားနှစ်ခုရှိတယ်အတွေးမှားတာအတွေးအမြင်မှားတာရဲ့လောက်ရမှားတာရဲ့အဲ့ဒီနှစ်ခုဟာအချို့သောလောက်ရအမှားတွေဟာအကုန်လုံးတော့မဟုတ်ဘူးအချို့သောလောက်ရအမှားတွေဟာပြင်လို့မရတဲ့အမှားဖြစ်တယ်အချို့သောအတွေးအမြင်တွေဟာပြင်လို့မရတဲ့အတွေးအမြင်မျိုးဖြစ်တယ်လို့ဒီလိုဆိုတာအဲ့တော့ဘယ်လောက်ရနဲ့ဘယ်အတွေးအမြင်တွေဟာပြင်လို့မရတဲ့အမှားလို့ဆိုရတယ်လေလို့ဆိုတာကိုဓမ္မသင်္ကနီပါဠိတော်မှာရှင်းပြီးတော့ပြထားတာရှိတယ်မြတ်စွာဘုရားကကတမေဓမ္မာမိစ္ဆတနိယတာပြင်လို့မရအောင်မှားပြီးတော့ဖြစ်ပေါ်လာမဲ့အကျိုးဆက်ဟာသေချာပေါက်ဖြစ်နေပြီအကျိုးဆက်ကိုသေချာပေါက်အကျိုးတရားကိုပေးမဲ့ဖြစ်ပေါ်စေမဲ့ပြင်လို့မရတဲ့အမှားဆိုတာနှစ်ခုရှိတယ်တဲ့ဘာလဲလို့ဆိုရင်အာနန္တရိယကံ၅မျိုးကပြင်လို့မရတဲ့အမှားဆိုပါစို့အာနန္တရိယကံဆိုတာမှာအနန္တဆိုတာအခြားမဲ့အာနန္တရိယဆိုတာအခြားမဲ့မှာအကျိုးပေးတယ်အခြားမဲ့ဆိုတာဘယ်ရဲ့အခြားမဲ့လဲဆိုရင်ဒီဘဝဒီခန္ဓာအဆုံးသတ်သွားတဲ့သေခြင်းရဲ့အခြားမဲ့လို့ဆိုလို့သေခြင်းရဲ့အခြားမဲ့မှာအကျိုးတရားကိုထုတ်လုပ်ဖို့သေချာသွားတဲ့အမှားလို့ဒီလိုဆိုတာဒီအမှားဟာပြင်လို့မရတဲ့အမှားသို့မဟုတ်ပြင်ရခက်တဲ့အမှားလို့ဒီလိုပြောတာအဲ့ဒါကိုမြန်မာတွေကတော့လွယ်လွယ်ပြောတဲ့အခါကံကြီးထိုက်တယ်လို့ဒီလိုပြောတာနော်ကျွလွန်တဲ့ကံကြီးတွေကံဆိုတာဒီအကုသိုလ်ကံတွေမြောက်များစွာရှိတော်လဲပဲအခုကြီးမားတဲ့ပြစ်မှုတစ်ခုဆိုတာဘယ်ဟာကိုပြောတာလဲလောကမှာလည်းပဲဥပဒေလူတွေလှုပ်ထားတဲ့ဥပဒေတောင်မှပဲပြစ်မှုကျူးလွန်တဲ့အခါမှာအကြီးအသေးဆိုတာရှိတာပဲလေနော်အပြစ်ကြီးတယ်အပြစ်သေးတယ်ဆိုတာရှိသေးတယ်ပြစ်ကြီးတယ်တချို့အမှုကပြစ်ကြီးတယ်ဆိုပါစို့တချို့နိုင်ငံမှာမူရစ်ဆေးဝါးတည်ဆောင်သွားမယ်ဆိုလို့ရှိရင် capital punishment လို့ခေါ်တယ်သေဒဏ်ကြခံ death punishment အဲ့ဒီတချို့နိုင်ငံကမူရစ်ဆေးဝါးဘလောက်တိုင်းတာထိလောက်တယ်ဆိုလို့ရှိရင်သေဒဏ်ချဒါမျိုးအပြစ်ကြီးတာရှော့ပေါ်လို့မရဘူးဒီအပြစ်ကျူးလွန်ထားတဲ့ပုဂ္ဂိုလ်ဟာဒီထဲပဲရောက်တယ်တော့မူရစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ကမ္ဘာမှာသေဒဏ်ချတဲ့နိုင်ငံတွေရှိတယ်မချတဲ့နိုင်ငံလည်းရှိခြင်းရှိမှာအဲ့ဒါမျိုးဟာပြင်လို့မရတဲ့အမှားတစ်ခုလို့ဒီလိုပြောပြင်လို့မရတဲ့အမှားတစ်ခုပဲပြစ်မှုတစ်ခုကိုကျူးလွန်ပြီဆိုလို့ရှိရင်အဲ့ဒီပြစ်မှုရဲ့ကြီးလေးတဲ့ပြစ်ဒဏ်တွေဟာလာတာပဲ
မြန်မာပြည်မှာဆိုလို့ရှိရင်နော်တချို့ကမသိကြဘူးဒိုင်ယာစီပင်ဆိုတဲ့ဆေးပြားရှိတယ်အိပ်မပျော်တဲ့လူတွေတောက်ဆရာဝန်ထောက်ခံချက်နဲ့မှဒီနေ့လေကမှမူရစ်ဌာနကလာလို့စကားဆက်မိလို့ဒိုင်ယာစီပင်ဆေးဘူးတဘူးမိတာနဲ့ဖမ်းနိုင်တယ်ထောင်ချနိုင်တယ်ဆိုတာသိထားဖို့လို့နော်ကိုယ့်လက်ထဲမှာဒိုင်ယာစီပင်ဆေးဘူးထည့်ထားလို့ပလင်းအပြည့်သူတို့ကန့်သက်ထားတာတော့ရှိမှာပေါ့ဒိုင်ယာစီပင်ဆိုတာတာမန်ပုဂ္ဂိုလ်တွေကသိတာအိပ်မပျော်ရင်တောက်တဲ့ဆေးဖြစ်တာသိတယ်သို့တော့မြန်မာနိုင်ငံမှာမူရစ်တစ်မျိုးအနေနဲ့သတ်မှတ်ထားထောင်ချနိုင်တယ်အဲ့ဒီဆေးလက်ထက်မိရင်ထောင်ချနိုင်ဖမ်းဆီးခံရနိုင်ဆရာဝန်ဆေးစာနဲ့မှအကန့်အသတ်ဆေးပြားနဲ့မှဒါတွေပြနိုင်ရမယ်မပြနိုင်မဲ့နဲ့လက်ထဲမှာအဲ့ဒီဆေးဘူးတွေ့မယ်ဆိုရင်တော့ဖမ်းခံမှာဒါလည်းသိထားဖို့လိုတာကိုပြောတာနော်မူရစ်ဆေးဝါးနဲ့ပတ်သက်လာအလုံးသိနေတာဒိုင်ယာစီပင်ဆိုအိတ်မပြောတဲ့ဆေးပဲအိတ်မပြောရင်အိတ်ဆေးအနေနဲ့သုံးချကြတာအမှားတစ်ခုကျွလွန်မိသွားပြီဆိုလို့ရှိရင်ပြစ်ထန်ဆိုတာနောက်ကလာတော့တာကြီးလေးတဲ့ပြစ်မှုတစ်ခုအနေနဲ့ဘုရားမြတ်စွာဟောကြားထားတာကိုတတိထားဖို့ရတာဘာတော့ဆိုရင်မိမိဘဝမှာလူဘဝကိုလာခွင့်ပြုတာဘယ်သူကလာခွင့်ပြုတာပြောမယ်ဆိုလို့ရှိရင်ကုသိုလ်ကံကြောင့်လူဖြစ်လာတာဟုတ်တယ်ကုသိုလ်ကံကလူဘဝပို့တာဟုတ်တယ်ဒါပေမဲ့ကိုယ့်ဟာကိုယ်လာလို့ရလားမရဘူးလက်ခံတဲ့လူရှိမှလာလို့ရတာလေကိုလူဘဝရလာတာဟာဘု து ရဲ့ခြေဆုတရားလဲလို့ပြန်ကြည့်မယ်ဆိုရင်အမေနဲ့အဖေအမေအဖေကလူဘဝလာခွင့်ပြုလို့မိမိတို့လူဘဝရောက်လာတာဆိုတော့ခြေဆုအကြီးဆုံးပုဂ္ဂိုလ်လူတိုင်းရဲ့ခြေဆုအကြီးဆုံးပုဂ္ဂိုလ်ဒီကိုယ့်ရဲ့မိဘသာဖြစ်တယ်အဲ့ဒီမိဘကိုဘယ်နည်းနဲ့မှမစော်ကားတတ်ဘူးမပြစ်မှားတတ်ဘူးတမန်ပြစ်မှားရင်တော့အပြစ်ကြီးတယ်အဲ့ဒီမိဘကိုသေအောင်ဒေါသတကြီးနဲ့တမင်တပ်ပြီးမိဘသေဆုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အမှားဟာပြင်လို့မရတဲ့အမှားလို့ခေါ်တယ်ပြင်လို့မရတဲ့အမှားရဲ့ပြစ်ဒဏ်ကိုဘယ်တော့ခံရမလဲလို့မေးလို့ရှိရင်သေသည်ဤအခြားမဲမှာသေချာပေါက်သူဟာဒီပြစ်ဒဏ်ကိုခံရအသက်ရှင်တော့ခံမခံရအောင်မလဲဘာဖြစ်လို့မခံရတာတုံးလို့မေးလို့ရှိရင်ကုသိုလ်ကံရဲ့အရှိန်တွေနဲ့လူဘဝရောက်နေတာရောက်နေတော့အဲ့ဒီကံရဲ့အရှိန်ဝါတွေရှိနေသေးသည့်အတွက်ကြောင့်အရှင်လက်တော့ငရဲကြမသွားဘူးရှင်လက်ငရဲကြတာမဟုတ်ဘူးသို့တော့အဲ့ဒီပြစ်မှုတစ်ခုကိုကျွလွန်မိလိုက်တာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ရဲ့ဒုတိယဘဝဟာလာမဲ့ဘဝဟာသေချာပေါ့ငရဲကိုကြမယ်ဆိုတာပြောလို့ရတယ်အဲ့ဒါကိုဆိုလိုတယ်နိယတပြင်မရတဲ့အမှားတစ်ခုတာမန်လူတယောက်ကိုတတ်တဲ့ပါဏာတိပါဒကံနဲ့မိမိပေါ်မှာခြေဆုရှိဆုံးလူလောကလာခွင့်ပြုတဲ့လူလောကရောက်လာဖို့အတွက်အကူအညီပေးခဲ့တဲ့မိဘဆိုတဲ့ခြေဆုအကြီးဆုံးပုဂ္ဂိုလ်ကိုစိတ်လိုက်မှန်ပါဒေါသအလျောက်တပ်ဖြတ်ကျွလွန်တာပြုပြီးဆိုလို့ရှိရင်ဒီအမှားဟာပြင်မရတဲ့အမှားလို့ခေါ်တယ်နော်ပြင်မရဘူးပြင်မရဘူးဆိုတာကုသိုလ်ကောင်းမှုတွေဘယ်လောက်လုံးလို့ပြင်လို့မရတော့ဘူးလို့ဆိုလို့ဒီလာမယ့်ဘဝမှာသေချာပေါက်ကျင်းသည်အကျိုးပေးမှာကိုပြင်မရဘူးလို့ပြောတာတန်တရားမှာပြင်မရဘူးလို့ဒီလိုပြောတာမျိုးတော့မဟုတ်ဘူးနော်
လာမဲ့ဘဝမှာသူဟာတေချာပေါ့ငရဲမှာဒုက္ခခံရမယ်ဆိုတာဘယ်သူကငရဲပို့တာတော့ဆိုသူ့တဏ္ဍာမှာဖြစ်သွားတဲ့မိဘကိုတတ်လောက်အောင်ပြင်းထန်တဲ့ဒေါသနဲ့တွဲဖက်လာတဲ့အကုသိုလ်စေတနာကနေပို့တာဘယ်သူကမှပို့တာမဟုတ်ဘူးမိဘကပို့တာလည်းမဟုတ်ဘူးသူ့တဏ္ဍာမှာဖြစ်တဲ့ဒေါသအဲ့ဒီဒေါသသည်ကျန်တဲ့ဒေါသနဲ့အတိုင်းတာမတူဘူးအဲ့ဒီဒေါသကိုပဲမိစ္ဆတနိယတာလို့ခေါ်တယ်ပြင်မရတဲ့ဒေါသပြင်မရတဲ့အမှားတစ်ခုလို့သို့မဟုတ်ပြင်ရခက်တဲ့အမှားတစ်ခုမြတ်စွာဘုရားလက်ထက်တော်အခါကာလတော့ကအလုံးသိကြတဲ့အတိုင်းဗေမိသာရမင်းကြီးနဲ့ဝေဒေဟိမိဖုရားတို့ဝေဒေဟိမိဖုရားကကောသလမင်းကြီးရဲ့မဟာကောသလမင်းကြီးရဲ့သမီးတော်ပသိနေရီကောသလရဲ့နှမဆွေကြီးမျိုးကြီးဆိုတာကောသလမင်းကြီးရဲ့နှမဗေမိသာရမင်းကြီးရဲ့မိဖုရားခေါင်းသူတို့နှစ်ဦးကမွေးလာတဲ့သားဟာအဇာတတတ္တုလို့ခေါ်တယ်အဇာတဆိုတာမမွေးခင်ကတတ္တုရန်သူလို့မမွေးခင်ကတည်းကအပြောခံရတဲ့ဘယင်ကိုတတ်မဲ့ရန်သူလို့ဒီလိုပြောခံရလို့ဒီနာမည်နဲ့ပဲအဇာတတဆိုတဲ့နာမည်နဲ့ပဲမှတ်တမ်းတင်ထားတယ်ဘာဖြစ်လို့ဒီလိုပြောတော့ဆိုဒီဘုရားကြီးကိုယ်ဝန်ရှိတဲ့အချိန်မှာသူ့ရဲ့ချစ်ခြင်းကဘာဖြစ်တယ်ဗေမိသာရမင်းကြီးရဲ့လက်ယုံသွေးကိုတောက်ချင်တဲ့အာသာဖြစ်နေနော်သွေးကိုတောက်ချင်တဲ့စိတ်ဓာတ်တွေဖြစ်လာအဲ့ဒီအာသာဟာဘု து ရဲ့ဆန္ဒတုံးလို့မေးလို့ရှိရင်နော်ဒီဘုရားကြီးရဲ့ဆန္ဒလို့ပြောပြီးမြဲဒီဆန္ဒဟာဘု து ကြောင့်ဖြစ်လာတာတော့ဆိုဝန်းထဲမှာရောက်လာတဲ့ကလေးသူငယ်ရဲ့ဆန္ဒဖြစ်လာသူ့ရဲ့ဘုရင်ကြီးရဲ့ရန်သူဖြစ်မဲ့ဒီမင်းသားလေးကြောင့်မို့လို့သွေးတောက်ချင်တဲ့စိတ်ပေါ်လာအဲ့ဒါဒီတောက်ချင်တဲ့ဆန္ဒဟာထိမ့်ချုပ်လို့ကြိုးစားပြီးတော့ထိမ့်ချုပ်တယ်မဖြစ်နိုင်တဲ့ကိစ္စဆိုရင်ကြိုးစားထိမ့်ချုပ်တဲ့အခါမှာနောက်ဆုံးမှာဒီစိတ်နဲ့ပဲမစားနိုင်မတောက်နိုင်မအိပ်နိုင်ဖြစ်ပြီးတော့တပိန်ပိန်ယောဂရလာတဲ့အနေထားမျိုးထိအောင်ရောက်သွားအဲ့ဒါလို့ဖြစ်ပြီးဆိုတဲ့အခါမှာမျက်နှာညှိုးမိန်လို့မလန်းဘူးဆိုတဲ့အခါမှာဘုရင်ကြီးကမေးတာဘာဖြစ်နေလဲဆိုမေးတဲ့အခါမှာအဲ့ဒီကြတော့မှအတင်းအကျပ်မေးတဲ့အခါမှာပြောတာလက်ယုံသွေးကိုတောက်ချင်တယ်အဲ့တော့ဘုရင်ကြီးကလည်းအဗ္ဗဓမ္မလိုက်လျောတယ်တောက်ချင်ရင်အလွယ်လေးပဲသူပေးမယ်ဆိုပြီးတော့ရွှေဓားလေးနဲ့သူ့လက်မောင်းကိုဖောက်ခိုင်းလိုက်ပြီးအဲ့ဒီကထွက်လာတဲ့သွေးကိုရေလေးနဲ့ဖြော်ပြီးတော့အသာပြေအောင်လို့မိဖုရားကြီးကိုတိုက်တယ်အဲ့နောက်ကျတော့ကောင်းတော့ကျမကြီးပြန်ကောင်းတာစိတ်ပေါ့စိတ်ဆွလန်းမှုပါလူကိုထိခိုက်တယ်အဲ့ဒီသတင်းလဲကြားရောနမိတ်ဖတ်တဲ့ပုံသားတွေကဖတ်ကြတယ်မိဖုရားကြီးကမွေးဖွားလာတဲ့သားဟာဘုရင်ရဲ့ရန်သူပဲဘုရင်ကြီးကိုတတ်လိုက်မယ်ဆိုတဲ့နမိတ်ဖတ်မှုတွေရှိလာအဲ့တော့ဒီလိုနမိတ်ဖတ်တဲ့အခါမှာမိဖုရားကြီးကဘုရင်ကြီးကိုတတ်မယ်ဆိုသူပဲလိုလားမလဲဝန်းထဲကကလေးပြက်ကြအောင်အမျိုးမျိုးကြိုးစားတယ်ဒါပေမဲ့ဘုရင်ကြီးရဲ့ကံကြမ္မာကလည်းအသက်ခံရဖို့ကံကြမ္မာရှိလာတော့ဒီကလေးလေးဘယ်လိုဖြတ်ချမရဘူးတဲ့မိဖုရားကြီးကမြို့ပြင်ထွက်ဥယျာဉ်နဲ့သွားဒီကလေးလေးသေအောင်ဆိုပြီးတော့လှုပ်တယ်ဗိုက်ထဲကကလေးလေးသေအောင်လှုပ်တယ်
ခုခေတ်လိုလဲဆေးတွေဘာတွေမရှိလို့လားမသိပါဘူးနော်သူကလည်းကံကောင်းတယ်မသိဘူးအဲ့ဒီနေတိုင်းလောက်နီးနီးဥယျာဉ်သွားပြီးတော့မိဖုရားကြီးကအထဲထဲကဝန်းထဲကကလေးသေးအောင်လို့ဆိုပြီးတော့အနှိမ့်အနေလောက်တော့မထကုတ်စီလို့ခေါ်တယ်အဲ့ဒီဥယျာဉ်ကိုနောက်ကျမထကုတ်စီမိဖုရားကြီးကိုယ်ဝန်ပြက်အောင်ကြိုးစားတဲ့နေရာမထကုတ်စီဘုရင်ကြီးကသိတော့တားတယ်တားပြီးတော့အဆောင်ချလိုက်တယ်နောက်ထပ်လုံးလို့မရတော့ဘုရင်ကြီးကနေပြီးတော့အဆောင်ချတာမိဖုရားကြီးအဲ့ဒီလည်းမသွားရဘူးကိုယ်ဝန်ဖြတ်ချမဲ့အလုံးမျိုးလည်းမလုပ်အောင်အဆောင်နေထူချထားလိုက်တာဆိုဘာမှလုပ်လို့မရနောက်ဆုံးဒီကလေးလေးမွေးလာတယ်ဆိုတော့မွေးလာတော့ဘုရင်ကြီးကချစ်လိုက်တာမွေးလာတဲ့အခါမှာဒီကလေးလေးလက်မှာခုနာယောဂဆိုတာလက်ထိတ်ခြေထိတ်တွေမှာလက်ချောင်းတွေမှာဖြစ်တတ်တယ်ပေါ့အဲ့တော့တရက်တော့လက်ညှိုးမှာခုနာယောဂဆိုတဲ့အမြင့်တဲတဲ့ယောဂတစ်ခုဖြစ်တော့ခုနာယောဂဆိုတာကြိုက်တာကြိုက်တော့ကလေးလေးကငိုတယ်ချော့လို့မရဘူးဗေမိသာရမင်းကြီးကယုံထိုင်နေတယ်ယုံထိုင်နေတော့မိဖုရားကြီးကအဲ့ဒီကလေးလေးကိုခြိသွားပြီးတော့ချော့မရလို့ဘုရင်ကြီးစီသွားပို့တာဘုရင်ကြီးကအဲ့ဒီကလေးလေးရဲ့လက်ညှိုးလေးကိုပါးစပ်ထဲမှာငုံထားတာငုံထားလိုက်တော့ခံတွင်းကအပူငွေ့တွေအနာကလည်းရင့်နေတဲ့အချိန်မှာဆိုပြီပေါက်တယ်ပေါ့ဘုရင်ကြီးရဲ့ပါးစပ်ထဲမှာပဲပြီပေါက်သွားတယ်ပြီပေါက်တော့ဘုရင်ကြီးကအဲ့ဒါကိုမျိုးချတယ်တဲ့ထွေးမပြစ်ဘူးမိဘတွေကဒီလိုပဲလားမသိပါဘူးနော်မျိုးချလိုက်တာလေအဲ့ဒါလို့ဘုရင်ကြီးကအလွန်ချစ်လို့မြတ်စွာဘုရားကလည်းအချိန်ချင်းတတိပေးတယ်ဒီမင်းသားလေးကနောက်တစ်ချိန်ဘုရင်ကြီးကိုဒုက္ခပေးလိုက်မယ်ဆိုတာအချိန်ချင်းတတိပေးတယ်ကျမငင်းလာတဲ့ဘုရင်ကြီးကလည်းမြတ်စွာဘုရားတတိပေးပြီမယ်လို့တတိပေးတယ်ဆိုတာတိုက်ရိုက်ကြီးပြောတာတော့မဟုတ်ဘူးရှေးမင်းတွေလှုပ်ထုံးလုံနည်းတွေကိုပြောပြအနေရှိတဲ့မင်းသားတွေကိုနာမထားဘူးတဏှာယာမှာပို့ထားတယ်ကိုနာမှာမနေစေဘူးဒီလိုမျိုးစားနယ်စားတွေခန့်ပြီးအဝေးပို့တယ်အဲ့ဒါမျိုးမြတ်စွာဘုရားကနီလန်းနေပေးပြီပဲလို့ဗေမိသာရမင်းကြီးကမလိုက်နာဘူးမလိုက်နာတော့နောက်ဆုံးကြတော့ဆိုပါတော့ဒီမင်းသားလေးအရွယ်ရောက်လာတဲ့အခါမှာဒီဝရရဲ့အကြံပေးမှုနဲ့သူကဘာလို့ဘုရင်ကိုတတ်ဖို့ပေါင်မှာဓမြောင်လေးခြီးပြီးတော့နန်းထဲဝင်လာတဲ့အခါဘုရင်နားဆိုတာဝင်ရတာမဟုတ်ဘူးလေဘယ်သူမှဝင်ခွင့်မရှိဘူးမင်းသားလည်းဝင်လို့သူ့မိသားစုလည်းပဲအဆောင်နေရအကုန်စစ်ပြီးမှဝင်ခုခေတ်မှာ security လုံခြုံရေးချတာမဟုတ်ဘူးအဲ့ဒီခေတ်ကလည်းလုံခြုံရေးချတယ်သူတို့မှရန်သူပေါ်တယ်လေအကုန်လုံးစစ်ဆေးကြည့်တဲ့အခါမင်းသားလည်းလာတာမင်းသားကိုတွေ့တဲ့အခါမှာအကုန်စစ်တော့ပေါင်မှာဓမြောင်ခြီထားတာတော့တွေ့ဖမ်းတော့တာပေါ့သူနောက်ဆုံးကြတော့ဘုရင်ကြီးစီရောက်တော့ဘုရင်ကြီးကဘာလို့မလို့လဲဆိုဘုရင်ကြီးကိုတတ်ငါ့ကိုဘာလို့တတ်ချင်တာလဲယာရုအာနာလိုချင်တယ်ဩယာရုအာနာလိုချင်တာများငါတတ်เสียမလို့ပါဘူးမင်းကိုထိနှံလွှဲပါမယ်ဆိုပြီးလွှဲလိုက်တာဘုရင်ကြီးကနောက်ဆုံးကြတော့ပြောရမယ်ဆိုရင်အဲ့ဒီလိုထိနှံလွှဲပြီးတော့အကြံပေးတဲ့ပုဂ္ဂိုလ်ကလည်းပေးတာဆိုတော့ဒီတိုင်းထားရင်တော့တနေ့ကျမင်းပြန်အာနာသိမ့်ခံရလိမ့်မယ်ဆိုတော့ဘုရင်ကြီးကိုဖမ်းထောင်ထဲထည့်ပလိုက်နောက်ဆုံးမှာခြေဘွားဓာခွဲပြီးတတ်တဲ့အဆင့်ရောက်သွားတယ်ပေါ့နော်အဇာတတဟာအဖတ်တတ်တဲ့ကံကိုကျွလွန်မိသွားတယ်ဖတ်တတ်တဲ့ကံကိုကျွလွန်မိသွားပြင်မရတဲ့အမှားလို့ပြောတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတက်တော်85နှစ်ရှိပြီဘုရားတက်တော်ဟာတွက်ကြည့်လို့ရတယ်ပေါ့ဗေမိသာရမင်းနန်းကျသွားပြီးအဇာတတတက်လာတာဟာဘုရားတက်တော်82နှစ်မှာတက်တာဘုရားတက်တော်80ကိုဘုရားပြိဋိဘံမဆံမီ8နှစ်မှာတက်တာအဲ့ဒါလို့ပြစ်မှုတစ်ခုကိုကျူးလွန်လိုက်တာ
ဒီကျွလွန်မိကြတဲ့သူဟာစိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ပြီးမြတ်စွာဘုရားနဲ့တွေ့ဖို့ကြိုးစားတယ်မြတ်စွာဘုရားကိုလည်းမတွေ့ဝံ့ဘူးဘာဖြစ်လို့မတွေ့ဝံ့တော့ဆိုဒေဝရရဲ့စကားကိုနားထောင်ပြီးတော့လေးသမားတွေဘုရားကိုပြစ်တတ်ဖို့လက်ဖြောင်းလေးသမားတွေလွတ်ထားလဲသူပါတယ်နာလာဂိရိဆင်ကြီးကိုဘုရားဆုံးခံကြွလာတဲ့အခါမှာဘုရားကိုဆင်နင်းတတ်အောင်လွတ်ထားလဲသူပါတယ်ဒီပြစ်မှုကြီးတွေကျူးလွန်ထားတာဖြစ်တယ်ပေါ့နောက်တစ်ခါဒေဝရကြီးကကြောင်မောင်းဆင်ပြီးတော့မြတ်စွာဘုရားကိုကိစ္စကုတ်တောင်ကကြောင်မောင်းဆင်ပြီးတော့ဘုရားအောက်ဈဉ္ဉံလျှောက်နေတဲ့အချိန်မှာကြောက်တုံးလှိမ့်ချကံလျော်စွာလမ်းခုလက်ကကြောက်ဆောင်ကြီးတစ်ခုနဲ့ဝင်တိုက်ပြီးတော့ကြောက်တစ်ခုကနှစ်ခုတိုက်လိုက်တဲ့အရှိန်ကြောင့်မို့လို့ကြောက်ပြားတစ်ချက်ကပဲ့ပြီးတော့မြတ်စွာဘုရားခြေထောက်ကိုမှန်တယ်နော်မြတ်စွာဘုရားရဲ့ခြေထောက်ကိုသွားမှန်လိုက်တဲ့ခြေမဟာဒဏ်ရာအလွန်ပြင်းသွားသည့်အတွက်ကြောင့်မြတ်စွာဘုရားလမ်းမလျှောက်နိုင်တော့ဘူးရဟန်းတော်တွေလာပြီးတော့ထမ်းစင်မော်တင်ပြီးတော့ဘုရားကိုမတ္တကုတ်စီဆိုတဲ့ဥယျာဉ်ဘက်ကိုမသွားကြပင်ကဲဒီနေရာမှာကြည့်အဇာတတ္တကအဖတ်တတ်တဲ့ပြင်မရတဲ့အမှားတစ်ခုကိုသူကျူးလွန်လိုက်တယ်နောက်ပိုင်းရောက်လာတဲ့အခါမြတ်စွာဘုရားနဲ့တဆောင်မုံလာပြည့်နေ့တခုသောတဆောင်မုံလာပြည့်နေ့မှာတွေ့ပြီးတော့ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေလက်တွေ့ပြနိုင်တာကိုမေးပြီးတော့တာမညဖလတုတ်နာပြီးတဲ့အဆုံးမှာစိတ်သက်သာရာရသွားတယ်ဘုရားကိုဝန်ချတောင်းပန်တယ်တကယ်ကိုတရားသဖြင့်အုပ်ဆိုးတဲ့အပြစ်မရှိတဲ့ခမည်းတော်မင်းကိုတတ်မိတာသူမှားပါတယ်တိခတ်မှာခွင့်လွတ်ပါဆိုမြတ်စွာဘုရားစီကိုတောင်းပန်အဖေကတည်သွားပြီလေအဖေစီတောင်းပန်ကြမရှိဘူးဘုရားပဲတောင်းပန်တယ်ဘုရားရှိဝန်ချတယ်ပေါ့အဲ့ဒါလို့ဝန်ချလိုက်တာဟာအပြစ်ကြေသွားတာလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအခုလည်းပဲပြောရမယ်ဆိုရင်ဒါ confession လုပ်တာလို့ခေါ်တယ် confession လုပ်တာဟာအပြစ်တွေခြေသွားတာလို့ဒီလိုပြောတာမဟုတ်ဘူးနော်မှားခဲ့တဲ့အမှားကအမှားပဲလုံးမိပြီးသားကလုံးမိပြီးသားပဲဒါကိုပြင်တာမဟုတ်ဘူးသဘောပေါက်ဖို့ရကိုလုပ်ခဲ့တဲ့အမှားဟာပြင်မရတဲ့အမှားရှိဒီစကားကိုပြောတာပေါ့ what have been done cannot be undone ဆိုအင်္ဂလိပ်စကားတခု what have been done ဆိုတာလုပ်ခဲ့တဲ့အရာတခုဟာ cannot be undone မလုပ်ဘူးလို့ဖြစ်အောင်လုပ်လို့မှမရတာလုပ်ပြီးသားလေပြင်လို့မရဘူးပြင်လို့မရတဲ့အမှားဘယ်ဟာပဲဖြစ်ဖြစ်တော့လုပ်ပြီးသားသို့တော့ဩကာသကရောကျိုးနဲ့ကြော့ပြီးတော့တောင်းပန်ရင်တချို့ကပြေတယ်လို့ထင်တာနော်ဒီအပြစ်တွေပျောက်သွားတယ်လို့ထင်တာအပြစ်ပျောက်ခြင်းရဲ့အကြောင်းတရားတော့ဖြစ်တယ်အရေးကြီးတာဘာလဲလို့ဆိုရင်ဘာကိုကုစားတာလဲဆိုရင်သဘောပေါက်ဖို့လိုအပ်တယ်အနုမို့ဆိုရင်ထိတ်ခေါက်ပြီးမှတောင်းပန်နေကြမှာပဲလေထိတ်ခေါက်တာခေါက်ပြီးနေပြီလေထိတ်ခေါက်ပြီးတောင်းပန်လိုက်ရင်ကြေတယ်လို့ဒီလိုထင်နေကြမှာမဟုတ်ဘူးအပြစ်ကဖြစ်သွားပြီဖြစ်သွားတဲ့အပြစ်ကိုပြင်နာလားလို့ဆိုမဟုတ်ဘူးအကုသိုလ်ကနှစ်ခုရှိတယ်လို့မှတ်အာရမ္ဗစလှုပ်လို့ဖြစ်တဲ့အကုသိုလ်ကတစ်ခုအဲ့ဒီလှုပ်ထားတဲ့အကုသိုလ်ပေါ်မှာစိတ်ထဲမှာတပူပူတမူမူတနွေးနွေးဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေဖြစ်နေတဲ့တောကရောက်နေတာကနော်ဝိပတိတာရဇလို့ခေါ်တယ်တောင်းပန်တယ်ဆိုတာအဲ့ဒီဝိပတိတာရဇဆိုတဲ့အကုသိုလ်ကိုဖယ်တာစိတ်ထဲမှာကြည်သွားပြီတောင်းပန်လိုက်ပြီဆိုတဲ့အခါမှာနော်အကုသိုလ်ကဆက်မပွားတော့ဘူးလှုပ်ပြီးသားပြင်လို့မရဘူးနောက်ထပ်ဆက်ဖြစ်နေမဲ့အရာကိုတားလိုက်တာဒီသဘောကိုဆိုလို့အကုသိုလ်နှစ်ခုရှိတယ်လို့မှတ်ထားလှုပ်လို့ဖြစ်တဲ့အကုသိုလ်ကတစ်ခုအဲ့ဒါဘယ်လိုလုပ်ပြင်လို့မရဘူးလေဖြစ်ပြီးသားပြင်တာဘာတော့ဆိုအဲ့ဒီအပေါ်မှာစိတ်ပူနေတာမပူရအောင်
တောင်းပန်လိုက်တဲ့အခါလူတွေကစိတ်ထဲမှာအေးချမ်းသွားတာရှိတယ်အဲ့ဒီအေးချမ်းသွားမှုကိုဖြစ်စေတာဆိုလိုတယ်အဲ့တော့တောင်းပန်ခြင်းဟာအကျိုးမရှိဘူးလားလို့မေးလို့ရှိရင်တပိုင်းအကျိုးရှိတယ် confession ဘာတော့စိတ်မပူတော့ဘူးငါတောင်းပန်ပြီးပြီစိတ်နှလုံးအေးချမ်းသွားအဲ့တော့အဲ့ဒီနောက်မှာကိုကဆက်လုပ်ရမယ့်အလုပ်တွေရှိသေးတယ်ဘာတွေလဲတောင်းပန်ပြီးတဲ့နောက်မှာအာယတိန်တံဝရံအပိစတိနောက်ထပ်မလုပ်တော့ပါဘူးဆိုတဲ့ဝန်ခံကတိ promise ပေးပြီးတော့ဘယ်တော့မှဒီအမှားမျိုးကိုမကျွလွန်ပြီးတဲ့အမှားအတွက်လည်းနောင်တရပြီးတော့ဒီအမှားကိုပြင်တယ်ကောင်းတာတွေကြီးပဲဆက်လုပ်တယ်ဆက်လုပ်သည့်အတွက်ကြောင့်ရေများရင်ရေနိုင်မီးများမီးနိုင်ဆိုတာလို့လုပ်ခဲ့တဲ့အမှားတစ်ခုထပ်မလုပ်သည့်အတွက်ကြောင့်အမှားကတော့အမှားအတိုင်းပဲရှိတယ်သို့တော့ကောင်းတာတွေကိုဆက်လုပ်သည့်အတွက်ကြောင့်အမှားဟာ isolated ဖြစ်သွားသူ့ကိုကောင်းတာတွေနဲ့ရံပတ်ထားတဲ့အခါသူ့အခွင့်မရတော့ဘူးလို့ဒီလိုပြောတာနော်ပျောက်သွားတာလို့ပြောတာမဟုတ်ဘူးအေးတော့ကြတော့ဒူးလေးထောက်ပြီးတော့ဖဖေဟာခွင့်လွတ်တော်မူပါဆိုတာနဲ့အကုန်ခွင့်တွေလွတ်သွားတယ်လို့လည်းမအောင်မေ့နေနဲ့ဒီလိုပြောတာမဟုတ်ဘူးလွတ်သွားတာဘာလွတ်တုံဆိုရင်ဒီအတွက်စိတ်ပူပြီးတော့ဖြစ်နေတဲ့အကုသိုလ်တွေတော့လွတ်သွားတယ်နောက်ဆုံးမှာအာယတိန်တံဝရနောင်ဆောင်စည်းပါတယ်ဆောင်စည်းပါမယ်ဆိုတဲ့ promise အရတကယ်ဆောင်စည်းပြီးတော့နေလို့ရှိရင်တော့အကုသိုလ်တစ်ပိုင်းကိုတားပြီးသားဖြစ်သွားတယ်တားပြီးသားဖြစ်သည့်အတွက်ကြောင့်ကောင်းတာတွေကြီးအများလုပ်တဲ့အခါမှာကောင်းတာတွေကသာ chance ရပြီးမကောင်းတာက chance မရဘူးဆိုရင်သူ့အကျိုးပေးဖို့အခွင့်တာမကံဆိုတာအကျိုးပေးလို့ရတယ်အခွင့်မတာတော့ဘူးဒါမျိုးကိုဆိုလိုတယ်လို့တောင်းပန်တယ်ဆိုအဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်ရနော်အခုလည်းအဇာတတဟာသူတောင်းပန်လိုက်သည့်အတွက်ကြောင့်အကျိုးမရှိဘူးတော့မဟုတ်ဘူးဘာအကျိုးရှိသွားစိတ်နှလုံးအေးချမ်းသွားတယ်နောင်တတွေဖွင့်ဟပြီးဝန်ခံလိုက်တယ်စိတ်နှလုံးအေးချမ်းသွားသို့တော့အမှားကိုပြင်လို့ရလားဆိုမရဘူးသေတော့ငရဲကြမှာပဲဒါပဲဒါကပြင်လို့မရတဲ့အမှားလို့ပြောတာနော်အမေတတ်တယ်အဖေတတ်တယ်နောက်တစ်ခုကဘာတော့ယဟန္တာကိုတတ်မိတယ်ပြင်လို့မရတဲ့အမှားပဲရသော်ဘုရားကိုသွေးစိမ့်တီအောင်လုပ်တယ်ခုနဒေဝရတ်ကြောင်မောင်းဆင်ပြီးတော့သူကြိုးစားတာဘုရားကိုတတ်ဖို့ကြိုးစားသို့တော့ဘုရားဆိုတာသူများတတ်လို့သေတဲ့အမျိုးအစားမဟုတ်ဘူးသူ့ရဲ့လောက်ရကြောင့်ခြေထောက်မှာဒဏ်ရာရသွားတယ်လောဟိတုပ္ပါဒကလို့ခေါ်တယ်ဘုရားရဲ့ခန္ဓာကိုယ်ကကွဲအပ်ပြီးသွေးထွက်သွားတာမျိုးဆိုတာတော့မရှိဘူးတဲ့သို့တော့သွေးချေဥသွားတာဒဏ်ရာရသွားတာရှိတယ်ဆရာစီဝကကြီးကသွေးချေဥတဲ့မကောင်းတဲ့သွေးတွေကိုဖောက်ထုတ်ပြီးတော့ရသော်ဘုရားခြေထောက်ကိုဆိတ်ကုပေးဒီလိုဆိုတာအဲ့ဒီမှာဒေဝဒတ်ကလောဟိတုပ္ပါဒကလို့ဆိုတယ်ဘုရားပေါ်မှာပြစ်မှားတဲ့ဒီကံကြီးကိုကျွလွန်လိုက်တဲ့အတွက်ကြောင့်ဒေဝဒတ်လှုပ်လိုက်တဲ့အမှားဟာပြင်လို့ရတဲ့အမှားမဟုတ်ဘူးပြင်မရတဲ့အမှားတစ်ခုသူကျွလွန်လိုက်သည့်အတွက်ကြောင့်ဒီဘဝကအဆုံးသတ်တာနဲ့တပြိုင်တည်းငရဲကိုရောက်သွားဒီလိုဆိုတာပေါ့နော်အဲ့ဒီအမှားတွေကပြင်လို့မရတဲ့အမှားတွေလို့ပြောအားလုံးအာနန္တရိယကံလို့ခေါ်တယ်အာနန္တရိယဆိုဒီမှာအနန္တဆိုတာဟိုတကူအနန္တပြောတာမဟုတ်ဘူးအနန္တဆိုတာအခြားမဲ့အန္တဆိုတာအခြားအနန္တဆိုတာအခြားမရှိတာအဆုံးမရှိဘူးဆိုတာတခုအဓိပ္ပာယ်အနန္တဒီနေရာမှာအခြားမဲ့အခြားမရှိတာအခြားမရှိဘူးဆိုတာဒီဘဝရဲ့နောက်ခြားထဲမှာတခုမရှိဘူးနောက်ဘဝရောက်တာနဲ့တပြိုင်တည်းအကျိုးကိုထုတ်လုပ်တယ်လို့ဒီလိုဆုံးလို့တယ်အဲ့ဒါကိုပင်စနန္တရိယကံကြီးထိုက်တယ်လို့ဒီလိုပြောတာပေါင်းလိုက်တဲ့အခါကျတော့အမေတတ်တဲ့ကံရဲ့အဖေတတ်တဲ့ကံရဲ့ယဟန္တာကိုတတ်တဲ့ကံရဲ့ဒါတွေက
ဒေါသနဲ့ဖြစ်တဲ့အရာတွေကြီးပဲဖះကိုသွေးစိမ့်တီအောင်လှုပ်တာရဲ့တန်ဃာတွေကိုသင်ခွဲတာရဲ့တန်ဃာသင်ခွဲတယ်ဆိုတဲ့နေရာမှာဒီနေရာမှာသင်ခွဲမှုမြောက်တာဟာဘယ်လိုပုံကောင်မှမြောက်တာတော့ဆိုတသိန်းထဲမှာရှင်ပြိုင်ပြီးတော့တန်ဃာတွေကိုကွဲပြားသွားအောင်တသိန်းထဲမှာကံနဲ့ကံပြုတ်ပြီးတော့သင်ခွဲတာကိုဆိုလိုတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကအားပေးအမြောက်ပြုတယ်လို့သာဆိုရမယ်တန်ဃာသင်ခွဲတဲ့တန်ဃာဗေဒကကံဆိုတာယဟန်မှထိုက်တယ်လူတွေမှမထိုက်ဘူးဒီကံကြီးကယဟန်ကကျွလွန်တဲ့ကံမျိုးပဲဖြစ်တယ်ဒီလိုဆိုတာပေါ့အဲ့ဒီ၅မျိုးကိုကံကြီးထိုက်တယ်ဒီ၅မျိုးတွေကတခုခုကျွလွန်လိုက်ရင်ကံကြီးထိုက်တယ်လို့ပြောတာအဲ့ဒီကံကအကျိုးပေးမှာတော့တည်တည်ချမဲ့မှာတေချာပေါက်အကျိုးပေးမယ်တေချာသွားတာကိုနိယတလို့ပြောမသေးချာတာမဟုတ်ဘူးဟောသေချာသွားပြီစတ္တိဏတိပေါ့သေချာပေါ့ပဲဒါအဲ့ဒီအမှားဟာပြင်မရတဲ့အမှားလို့ဒီလိုပြောတန်တရားမှာပြင်မရတာကိုပြောတာမဟုတ်ဘူးနော်ပြင်မရတဲ့အမှားဒေဝရတ်ကြီးဟာနောက်ဆုံးမှာမြတ်စွာဘုရားအပေါ်မှာကျင့်납လာပြီးတော့ဘုရားကိုကြော့ဝန်ချဖို့သူလာတာလာပေမဲ့သူလှုပ်ထားတဲ့အလုပ်တွေကလက်လွန်နေတာပေါ့ဘုရားနဲ့တွေ့ခွင့်မရှိတော့အောင်သူကကျွလွန်ထားပြီးသားဖြစ်တော့သူကံကြောင့်ပဲသူမြေမျိုးသွားတယ်ဆိုတာအလုံးသိကြသို့တော်လည်းအဝေးကနေပြီးတော့သူမြတ်စွာဘုရားကိုရှ िख ိုးသွားတယ်တောင်းပန်သွားတယ်နောက်ဆုံးမှသူအမြင်မှန်ရပြီးတော့ဘုရားကိုတောင်းပန်သွားအဲ့ဒီဘုရားကိုအမြင်မှန်ရပြီးတော့တောင်းပန်သွားတဲ့ကုသိုလ်ကြောင့်တစ်ချိန်ကျရင်သူကပစ္စေကဗုဒ္ဓအဖြစ်နဲ့ကျွတ်တန်းဝင်မယ်ပြင်မရဘူးဆိုတာဒီဘဝမှာပြင်မရတာကိုပြောတာနောက်ဘဝတော့ပြင်လို့ရတော့မှာပေါ့အဇာတတကလည်းဒီဘဝမှာပြင်လို့မရတာသေသည်ချမ်းမဲ့မှာချက်ချင်းတောက်လျှောက်သေချာပေါက်အကျိုးပေးမှာနောက်ဘဝတွေရောက်တဲ့အခါဝိစိတာဝီဆိုတဲ့ပစ္စေကဗုဒ္ဓအဖြစ်နဲ့တန်တရားဝကချုပ်ဒီလိုဆိုလိုတာပေါ့နော်ဧကောင်းပြီမိစ္ဆတနိယတဓမ္မဆိုတဲ့နေရာမှာပြင်မရတဲ့အမှားဆိုဒီမှာဟောဒီကံကြီး၅ပါးကျွလွန်လို့ရှိရင်တော့ပြင်မရတဲ့အမှားတစ်ခုကိုကျွလွန်မိတယ်လို့ဒီလိုပြောဟောနောက်တစ်ခုကအတွေးအမြင်ခုခေတ်ပြောတဲ့ဓတ္တနာပေါ့နော်ဓတ္တနာနဲ့ဒိဋ္ဌိဆိုတာစကားလုံးတူတယ်ပေါ့တချို့နေရာမှာဒိဋ္ဌိလို့ဆိုတဲ့အမြင်အတွေးအမြင်အဲ့ဒီအမြင်ကလည်းပဲသတိထားရတယ်ဘာမှကျွလွန်တာမဟုတ်ပေမဲ့လို့ပြင်မရတဲ့အတွေးက၃မျိုးရှိတယ်ခိုင်မာသွားပြီဆိုရင်အဲ့ဒီအတွေးအမြင်ဟာပြင်လို့မရတဲ့အတွေးအမြင်ဖြစ်သွားတယ်ပေါ့ဘာလဲလို့ဆိုရင်ဝါဒ၃မျိုးနဲ့ပြောမယ်ဆိုရင်နံပါတ်၁ကအကြောင်းတရားကိုညှင်းပယ်တဲ့အဟိတုကဝါဒ causelessness ဘာပဲဖြစ်ချင်လို့ဖြစ်တာဘာအကြောင်းမှမရှိဘူး accidental ပေါ့သူဖြစ်ချင်လို့ဖြစ်လာအကြောင်းတရားမှန်တရားကိုညှင်းကွယ်တယ်တို့ဒီဘဝမွေးလာတာဘာကြောင့်မွေးဘာကြောင့်မှမဟုတ်သူမွေးချင်လို့မွေးတာဟောအဟိတုကဝါဒသမား accidentally မတော်တဆတို့ဒီဘဝမွေးလာနော်အကြောင်းတရားမှန်သမျှကိုလက်မခံတဲ့ဝါဒကိုညှင်းပယ်တဲ့ဝါဒကိုအဟိတုကဝါဒလို့ခေါ်တယ်လွတ်မြောက်ဖို့လည်းအကြောင်းတရားမရှိဘူးဖြစ်ပေါ်ဖို့လည်းအကြောင်းတရားမရှိဘူးဘာအကြောင်းမှလက်မခံဘူးအကြောင်းတရားညှင်းပယ်တဲ့ဝါဒအဟိတုကဝါဒအဲ့ဒါလဲဆွဲမြဲသွားပြီဆိုလို့ရှိရင်တော့ဒီအမြင်ဟာပြင်လို့မရတဲ့အမြင်တစ်ခုဖြစ်သွားနိုင်တယ်တဲ့တေချာပေါ့မကောင်းတဲ့ဘဝရောက်သွားမယ်ဒီအမြင်လက်မခံအဲ့တော့အကြောင်းကိုညှင်းပယ်မှုဟာတမ္မာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုယ်အမြင်ပဲလို့အမြင်တစ်ခုလို့သာဒီလိုထင်ရပေမဲ့အကြောင်းတရားကိုညှင်းပယ်ပြီးဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဒီအနာဂတ်ဟာအကောင်းမလာတော့ဖျားလက်ထက်ကဒီဝါဒကိုဘယ်သူလက်ခံကျင့်သုံးတာတော့ဆိုမက္ခလိဂောသလဆိုတဲ့ပုဂ္ဂိုလ်ကအကြောင်းကိုညှင်းပယ်တယ်သူက
ဆိုလိုတာကတရားတွေကောင်းစားဖို့လည်းအကြောင်းမရှိဘူးပျက်စီးဆုံးရှုံးဖို့ဆိုတာလည်းအကြောင်းမရှိဘူးသူ့ဘာသူ accident တယ်မတော်တဆဖြစ်လာကြတာဟောအကြောင်းတရားမှန်သမျှကိုညှင်းကွယ်တယ်အဲ့ဒီဝါဒကိုဒါသာအမှန်လို့ဆိုပြီးတော့ဆုံးဖြတ်လက်ခံသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အနာဂတ်ဟာကောင်းတဲ့အနာဂတ်မဖြစ်နိုင်ဘူးတဲ့ဟောနောက်တစ်ခုကဘာလို့ဆိုရင်အကရိယဝါဒပုရဏကတ္တဗလက်ခံတဲ့ဝါဒမျိုးပုရဏကတ္တဗဘာလို့ဆိုကံကိုညှင်းပယ်လိုက်တာအကရိယဝါဒဆိုတာလုပ်လို့မရဘူး non action ဘာမှလုပ်လို့မရဘူးကုသိုလ်ဆိုတာမရှိဘူးမရှိလို့ကုသိုလ်လုပ်လို့မရဘူးအကုသိုလ်ဆိုတာလည်းမရှိဘူးအကုသိုလ်ဆိုတာလုပ်လို့မရဘူးလူတွေကထင်တယ်ဒါနလုပ်တယ်သီလလုပ်တယ်ကုသိုလ်ရတယ်လို့ထင်တယ်မရဘူးတဲ့သူကကံတရားဆိုတာရှိကိုမရှိဘူးလူတွေကထင်နေတာအကုသိုလ်သူများတတ်တယ်တတ်တယ်သူများဥစ္စာတွေခိုးတယ်လူတွေကဒါအကုသိုလ်လို့ထင်တယ်မဟုတ်ဘူးတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့မရှိသည့်အတွက်ကြောင့်လုပ်လို့မရဘူးဒီကံတရားတွေရဲ့အကျိုးဟာလည်းမလာဘူးလို့ကံကိုညှင်းပယ်တဲ့ဝါဒကိုအကရိယဝါဒလို့ခေါ်တယ်ပုရဏကတ္တဗရဲ့ဝါဒဟာအကရိယဝါဒဒါလူလောကကြီးမှာတစ်ချိန်ကရှိခဲ့တဲ့ဝါဒတွေပဲเนาะအဲ့ဒီအကရိယဝါဒကိုနှစ်ချိုက်ပြီးတော့ဒါသာလည်းအမှန်လို့လက်ခံဆုံးဖြတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့အနာဂတ်ဟာအကောင်းမလားတော့သူတို့ဆိုလို့နောက်တစ်ခုကဘာလဲလို့ဆိုရင်နတ္ထိကဝါဒလို့ခေါ်တယ်နတ္ထိကဝါဒဆိုတာကံရဲ့အကျိုးတရားကိုညှင်းပယ်တာအကျိုးတရားကိုညှင်းပယ်အဲ့ဒါ10ချက်ရှိတယ်မြန်မာတွေဗုဒ္ဓဘာသာတွေသိတဲ့ဒီဒုစရိုက်10ပါးထဲမှာအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိလို့ဒီလိုရှိတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုဒီမှာဒီနတ္ထိကဝါဒကိုပြောတာတက္ကရာဒိဋ္ဌိတို့ဘာလို့ပြောတာမဟုတ်ဘူးဒီနတ္ထိကဒိဋ္ဌိကိုပြောတာဘာကိုညှင်းပယ်တာတော့ဆိုအကျိုးတရားကိုညှင်းပယ်ကံတရားတွေရဲ့အကျိုးကိုညှင်းပယ်သူဘယ်လိုညှင်းပယ်တုံးလို့ဆိုနတ္ထိဒိဏံနဲ့လှူလို့တန်းလို့ကုသိုလ်ရတယ်လှူခြင်းတန်းခြင်းရဲ့အကျိုးရှိတယ်ဆိုတာလက်မခံမရှိဘူးတဲ့နတ္ထိယိဋ္ဌံအကြီးအကျယ်ပူဇော်ပတ္တခြင်းရဲ့အကျိုးရှိတယ်ဆိုတာလည်းမဖြစ်ဘူးရှေးခေတ်က sacrifice ဆိုပြီးတော့လုပ်တာတွေရှိတယ်လေ sacrifice လုပ်လို့ရှိရင်နတ်ပြည်ရောက်တယ်ဗြဟ္မပြည်ရောက်တယ်နဲ့ဆိုပြီးတော့တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကအများကြီးငွေကြေးဒနာကုန်ကြခံပြီးတော့လုပ်တယ်အဲ့ဒါတွေဟာအလကားပဲအကျိုးမရှိဘူးလို့ညင်းပဲနတ္ထိဟုတံလက်ဆောင်ပဏ္ဏပေးတယ်ဆိုတာမျိုးတွေရဲ့အကျိုးလည်းမရှိဘူးလို့အကျိုးကိုညင်းပယ်တာသူက၃ခုနောက်တစ်ခုကဘာတော့နတ္ထိသုက္ကတဒုက္ကတနံကမ္မနံဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံတွေရဲ့အကျိုးရင်းအကျိုးပြားဆိုတာမရှိဘူးကုသိုလ်လုပ်ခြင်းလုပ်ဘာအကျိုးမှမရဘူးအကုသိုလ်လုပ်ခြင်းလုပ်ဘာအကျိုးမှမရဘူးဟောအကျိုးကိုညင်းပယ်နတ္ထိအယံလောကောနတ္ထိပရောလောကောတမလွန်ဘဝဆိုတာလည်းမရှိဘူးဒီဘဝဆိုတာလည်းမရှိဘူးဟိုဘဝဒီဘဝဆိုတာမရှိဘူးလို့နှစ်ခုညင်းပဲနောက်တစ်ခါနတ္ထိမာတာနတ္ထိပိတာစကားလုံးရဲ့အဓိပ္ပာယ်ကတော့နတ္ထိမာတာဆိုတာအမေမရှိဘူးနတ္ထိပိတာအဖေမရှိဘူးဆိုလိုတဲ့အဓိပ္ပာယ်ကတော့အမေဖေကိုစော်ကားလည်းအပြစ်မရှိဘူးအမေဖေကိုပြုစုလုပ်ကြွေးတဲ့အကျိုးလည်းမရှိဘူးလို့အကျိုးတရားကိုညင်းပဲတာအမေဖေကိုအတိမတ်မပြုဘူးဆိုကြတဲ့အမေဖေပေါ်မှာပြုလုပ်တဲ့ကုသိုလ်အကုသိုလ်ရဲ့အကျိုးကိုညင်းပယ်ခြင်းပဲဖြစ်တယ်ပေါ့ဟောနောက်နံပါတ်9ကဘာလို့ဆိုရင်နတ္ထိတတ္တဩပပတ္တိကာတဲ့သေပြီးပြန်မွေးတယ်ပြန်ဖြစ်တယ်တန်ត្រာထဲမှာသေပြီးနောက်ဘဝဆိုတာမရှိဘူးဒါလည်းအကျိုးတစ်ခုအနေနဲ့ဟောနောက်တစ်ခုကတော့နတ္ထိသမဏဗြဟ္မဏသမ္မကတံသမ္မာပฏิပန္နာ
ကောင်းတဲ့အကျင့်ကိုကျင့်ပြီးတော့ဆိုလိုတာကဖျားဆိုတာလေအမှန်သိတဲ့ဖျားဆိုတာလေလောကကြီးမှာမရှိဘူးလို့ပြောချင်ဒါလေဖျားဆိုတာပါရမီတွေဖြည့်ပြီးမှရလာတာဆိုတော့အဲ့ဒီပါရမီဖြည့်ခြင်းရဲ့အကျိုးကိုလည်းညှင်းကွယ်တယ်ဆိုတဲ့ညှင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုနတ္ထိကဝါဒလို့ခေါ်တယ်အဲ့ဒီနတ္ထိကဝါဒကိုနှစ်ချိုက်ပြီးတော့လက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအနာဂတ်ကောင်းတဲ့အနာဂတ်သူမှမရနိုင်ဘူးအကျိုးပေးဖို့မြဲသွားပြီသေသည်ချမ်းမဲ့အဲ့ဒီပုဂ္ဂိုလ်တွေကအပင်ငရဲသွားဖို့ရတကြောင်းနဲ့ပဲလို့ဆိုလိုတယ်ပေါ့နော်ဒီလိုဆိုတာတက်ခါဝရဏနတ်ပြည်ကိုတောင်မရောက်နိုင်ဘူးသူတို့ပြောတာကံပေါင်းလိုက်တဲ့အခါကျတော့အာဟိတုကဝါဒကအကြောင်းကိုညှင်းပယ်တာအကရိယဝါဒကကံတရားကိုညှင်းပယ်တာနတ္ထိကဝါဒကကံတရားရဲ့အကျိုးကိုညှင်းပယ်တာဆိုပေါင်းလိုက်တော့ဒီသုံးခုကကံကံရဲ့အကျိုးကိုလက်မခံတာပဲဖြစ်သွားအဲ့တော့ဗုဒ္ဓဘာသာဖြစ်ဖို့ရကံကံရဲ့အကျိုးကိုလက်ခံမှဗုဒ္ဓဘာသာဖြစ်တယ်အ ਨੇ ဆုံးဗုဒ္ဓဘာသာရဲ့ခံယူချက်ဟာကံတရားနဲ့ကံတရားကအကျိုးကိုလက်ခံတယ်အခုခေတ်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုလှုပ်တာကိုပဲတာဝန်ယူရမယ်ဆိုတဲ့သဘော responsible ကိုပြောတာနော် responsibility ကိုလှုပ်တာကိုနဲ့ပတ်သက်တယ်ကိုပဲတာဝန်ယူရမြတ်စွာဘုရားကမ္မတက္ကတာဝါဒဆိုဒီမှာဘာကိုပြောတာလဲလို့ဆိုရင်ယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါတတ္တကမ္မတထာယတာဘဝိတမတို့တွေဟာကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့လှုပ်တဲ့မြတ်ကံရဲ့အမွေကိုတို့ပဲရမယ်ဒါဘာလို့ဆိုတာဝန်ယူတဲ့စိတ်ကိုပြောတာဟောဘာလှုပ်လို့ဒီလှုပ်ခြင်းရဲ့အမွေကိုပဲခံရကိုပဲဆံရ responsibility ဖြစ်တာကိုပြောတာဟုတ်ပြီအဲ့ဒီလိုကံရဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့လက်မခံဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာစဉ်းစားကြည့် responsible ကိုလက်မခံဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဒီလူကောင်းဖြစ်ဖို့မရှိဘူး။ဘာဖြစ်လို့လူကောင်းမဖြစ်နိုင်တော့ဆိုဘာလို့ကိုတာဝန်မယူဘူးလေ။လှုပ်ချင်အောင်လုပ်ကိုတာဝန်မယူဘူးကောင်းတာလုပ်ရင်လည်းကောင်းတာဖြစ်တယ်လို့လက်မခံဘူးမကောင်းတာလုပ်ရင်လည်းမကောင်းတာဖြစ်မယ်လို့လက်မခံဘူး responsible မရှိဘူးမရှိလို့ရှိရင်သူလှုပ်ချင်တာလုပ်မှာပဲအဲ့တော့သူလှုပ်ချင်တယ်ဆိုတာအကောင်းလားအဆိုးလားလို့ဆိုရင်အဆိုးကများမှာပဲအဆိုးကများတယ်ဒါကြောင့်မို့လို့လူကောင်းဖြစ်ဖို့အခြေအနေမရှိဘူးဟုတ်ပြီအခုလို့ကောင်းတာလုပ်ရင်ကောင်းကျိုးရမှာမကောင်းတာလုပ်ရင်မကောင်းကျိုးရငါလှုပ်တာငါနဲ့တာသက်ဆိုင်တယ်လို့ responsibility ကိုလက်ခံပြီဆိုလို့ရှိရင်ကတော့လူတော်လူကောင်းဖြစ်မယ်ဘာလို့လူတော်လူကောင်းဖြစ်တုံးဆိုလူဆိုတာကောင်းကျိုးချမ်းသာရခြင်းတယ်အဲ့တော့မဟုတ်တာလုပ်ရင်မကောင်းတာလုပ်ရင်ငါမကောင်းတာတွေခံရမယ်အဲ့တော့မကောင်းတာတွေငါရှောင်မဖြစ်မယ်ကောင်းတာလုပ်မှကောင်းကျိုးချမ်းသာရမယ်အဲ့တော့ငါကောင်းတာတွေများများလုပ်ရမယ်ဆိုဟောသူကလူတော်လူကောင်းဖြစ်သွားဒီအတွေးကြောင့်နော်ဒီအမြင်လေးကိုအခြေခံလိုက်ရင်လူတော်လူကောင်းဖြစ်သွားမြတ်စွာဘုရားအဲ့ဒီအမြင်ကိုပြောတာအဲ့ဒီကံရဲ့အမွေကိုပဲခံကံကြမ္မာပုံရိပ်တွေကကို့မှာပဲလာထင်ဟပ်မှာပဲကိုလောက်ခဲ့တာသူများတဲ့တတ်ခဲ့တဲ့ပုဂ္ဂိုလ်ဒီဘဝအ ਨੇ ဆုံးအသက်တူမယ်ယောဂများမယ်သူများဥစ္စာခိုးခဲ့တဲ့ပုဂ္ဂိုလ်ကိုပစ္စည်းခဏခဏပြောက်မယ်သူတစ်ပါးသားမယားပြစ်မှားခဲ့တဲ့ပုဂ္ဂိုလ်လူမုန်းများမယ်သူတစ်ပါးကိုလိန်နေပြီးတော့အကျိုးပြပြောင်းလုပ်ခဲ့ရင်မတရားဆွဆွဲခံရမယ်ဝိရစေဝသုံးဆွဲတဲ့ပုဂ္ဂိုလ်သည်အိုင်ကျူနှိမ့်မယ်အိုင်ကျူမကျူနတ်လဘိန်းတုံးဖြစ်မယ်အယူအနှံဖြစ်မယ်ဒါဟုတ်ဆိုလို့ဒါငင်းွယ်လို့မရဘူးလေကိုလှုပ်တာကိုနဲ့ပဲဆိုင်တဲ့ခုခေတ်မှာတော့မူရစေဝါလေးကတရားဝင်မူရစေဝါရှိတယ်တရားမဝင်တဲ့မူရစေဝါရှိအခုခေတ်တော့ပလောင်ထင်းမှဂုံရှိနော်ရှေးတုန်းကတော့ပလောင်ထင်းဆိုတာအမှောင်ထဲမှာလှုပ်တာအခုတော့ခန်းခန်းနာနာအလင်းရောင်တွေချားမှာပလောင်ထင်းနေကြတာပလောင်ထင်းပြီဆိုတာဟုတ်ပြီ
ကိုကြိုက်လို့တောက်တာဘာအပြစ်ရှိတုံးလို့မေးကောင်းမေးလိုက်မယ်တချို့လည်းထင်တယ်ကြိုက်လို့တောက်ပြီးလို့ရှိရင်ဘာမှမလုပ်ဖဲနေဘာမှအပြစ်မရှိဘူးလို့ထင်တယ်ကဲမူရစ်တောက်သည့်အတွက်ကြောင့်မူရစ်နေတဲ့အချိန်တွေမှာသူဟာဘာပညာတိုးတက်ဘာမှမတိုးတက်ဘာမှမတိုးတက်တဲ့နေရာဒီထဲမှာဆရာဝန်တွေပါကောင်းပါလေအရက်ရဲ့ effect ကိုပြောပြအောင်ဆိုအရက်ဆိုတဲ့စကားလုံးကသူကအင်္ဂလိပ်စကားလုံးပဲ arrest ဆိုတာဗမာစကားမဟုတ်ဘူးဒီဟိုမှာအရက်တောက်တယ်ဆိုတဲ့စကားလုံးကိုပြောရင် arrest ကုဘွန်နဝါလို့ပြောတာနော် arrest ဆိုတာဗမာကအရက်လို့ခေါ်လိုက်လို့ arrest ကုဘွန်နဝါဆိုတာအရက်တောက်တယ်လို့ပြောတာဒီဟိုကလားတွေပြောတဲ့စကားအဲ့ဒါတောက်လို့ရှိရင်လူတွေရဲ့တဏ္ဍာမှာဆိုးချိုးမသက်ရောက်ဘူးလားလို့မေးလိုက်လို့ရှိရင်ဆရာဝန်တယောက်ရဲ့အပြောအရဆိုလို့ရှိရင်သွေးထဲရောက်သွားပြီဆိုလို့ရှိရင်ကတော့လူရဲ့အတွေးခေါ်တွေဟာတစားတစားပြောင်းလာတယ်တဲ့ဟုတ်တယ်လေများများတောက်ရင်ဘာဖြစ် hallucination ဖြစ်တာသိကြတယ်အရက်ကြောင်လာတယ်ဆိုတာဒါနည်းနည်းတောက်လို့အကျိုးမသက်ရောက်ပေမဲ့အများကြီးမထိခိုက်ပေမဲ့အများကြီးတောက်မှအကျိုးသက်ရောက်တဲ့ဆိုတဲ့အရာဒီနည်းနည်းတောက်ရင်လည်းနည်းနည်းအကျိုးသက်ရောက်မယ်ဆိုတာကိုမှတ်သားထားပါပဲအစိတ်ဆိုတာနည်းနည်းစားစားများများစားစားအစိတ်ဟာအစိတ်ပဲလေသူ့ရဲ့အကျိုးသက်ရောက်မှုကသူ့အတိုင်းအတာနဲ့သူရှိမယ်နည်းနည်းတောက်ရင်တော့ဆေးဖြစ်တယ်အများကြီးတောက်မှဘေးဖြစ်တယ်လို့မရှိဘူးအဲ့ဒီရက်ကအသေးတဲ့ဒီသွေးတဲ့သားတဲ့ရောက်လာတဲ့အခါမှာအတွေးအခေါ်တွေကစပြီးတော့မှားယွင်းလာတယ်နောက်ဆုံးမှအသက်ထိခိုက်လာတယ်အသက်ရောဂါဖြစ်တယ်နော်နောက်ဆုံးအသက်ကွဲသေးတယ်ဆိုတာအယတမကိုပြောတာတချို့ကအသက်ကွဲတယ်ဆိုတာဒီပြင်လူမှတ်တယ်အဲ့ဒီလိုတွေဖြစ်လာတာကိုကဒါဆိုးကျိုးလို့ခေါ်တာပဲဆိုးကျိုးလို့ခေါ်ငရဲကြတာမကြတာမပြောနဲ့ဘာထိခိုက်တော့လူဆိုတာ bright ဖြစ်နေရရက်သေးစားတောက်စားထားလို့ရှိရင် bright မဖြစ်တော့ထုံထုံထိုင်းတိုင်းနေဖြစ်လာအဲ့ဒီထုံထုံထိုင်းတိုင်းဖြစ်တဲ့အချိန်ပိုင်းမှာဒီလူဟာဘာလို့လို့မှန်မှန်ကန်ကန်ဖြစ်တော့ရမယ်ပညာတွေမရဘူးအကျိုးရှိတဲ့အလုပ်တွေမလုပ်နိုင်ဘူးခေါင်းထဲမှာကုသိုလ်စိတ်တွေမပေါ်ဘူးသို့တော့ဘယ်လိုလဲတော့မသိဘူးဘုန်းကြီးတို့တွေ့ဘူးတဲ့အယက်သမားတယောက်ကတော့အယက်တောက်ပြီဆိုရင်ပရိတ်တွေကြီးပဲဖိရွတ်တယ်သူကနော်အယက်မူးမှပရိတ်ရွတ်တာသူကအဖေရတွေအောရှိခိုးနေပြီပရိတ်ရွတ်ပြီဆိုရင်ဒီကောင်မူးနေပြီနော်အဲ့တော့ဒါမျိုးကလည်းရှိသေးတယ်ဒါမျိုးကလည်းရှိအဲ့ဒါကဘာဖြစ်တာတော့ဆိုဒါ hallucination လို့ခေါ်တာပဲပုံမှန်မဟုတ်ဘူးလေသူပုံမှန်ဆိုရင်စိတ်ကောင်းရှိနေတဲ့အချိန်ဘုရားရှိခိုးအောင်မှာပေါ့အခုကမူးပြီဆိုမှဘုရားရှိခိုးတာလေသူ့ရဲ့ hallucination ကအဲ့ဒါလို့ဒါအရက်ရဲ့အထိကိမှုပဲလို့တခါတော့အဲ့ဒီအရက်သမားဆရာတော်တစ်ပါးတွေ့သူကအရက်ထဲကနေပြီးအရက်ဝယ်ပြီးခါကြအရက်ပလင်းနောက်ကျောကနေထိုးလာဘုန်းကြီးတွေ့တော့ကြောက်လဲကြောက်တယ်ပေါ့လေဘုန်းကြီးဆိုဝတ်ချရမယ်ဆိုအတိလေးတော့ရှိတယ်ဘုန်းကြီးတွေ့တော့ထိုင်ပြီးတော့ဝတ်ချအရက်ပလင်းကပွင့်ပြီးတော့တကိုယ်လုံးအရက်တွေဘုန်းကြီးရှေ့မှာအဆက်ကွဲသွားထိုင်ပြီးဝတ်ချလိုက်တော့မှအရက်ပလင်းကအကျောကိုလောင်းမိသားဖြစ်သွားတယ်မတော့လိုက်ရဘူးသူအဲ့လိုဟာမျိုးကလည်းရှိသေးတယ်နောက်ဆုံးအဲ့ဒီအရက်နဲ့ပဲဒုက္ခရောက်သွားတယ်အဲ့တော့ကောင်းကျိုးပေးတယ်လို့တော့ပြောလို့တော့မရဘူးပေါ့ဆိုလိုတာကကိုဘာလုပ်လို့ကိုမှဒီဘဝပဲဖြစ်စေနောက်ဘဝလည်းဖြစ်စေ responsibility ဆိုတာသိချလာတာပဲသူများကိုမထိခိုက်တာတဲ့ကိုယ်ထိခိုက်တာနံပါတ်1ပဲအဲ့ဒါလို့ဆိုလိုတာအဲ့တော့အဲ့ဒီကံတရားနဲ့ကံတရားရဲ့အကျိုးဆက်တွေကိုညှင်းကွယ်ပြီးဆိုတဲ့ပုဂ္ဂိုလ်တရားဟာလူတော်လူကောင်းဖြစ်ဖို့မရှိဘူးတဲ့အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကဒီပ
ပြင်မရတဲ့အမှားဆိုဒီမှာကံကြီး၅ပါးကျွလွန်မှုအနန္တရိယကံကြီး၅ပါးကိုကျွလွန်တဲ့ပုဂ္ဂိုလ်ဟာပြင်မရတဲ့အမှားတစ်ခုမှားတာအကြောင်းတရားကိုလက်မခံတဲ့အတွေးကံတရားကိုညှင်းပယ်တဲ့အတွေးကံဤအကျိုးတရားကိုညှင်းပယ်တဲ့အတွေးအဲ့ဒီအတွေးအမြင်ဒသန၃ခုကိုလက်ခံတဲ့ပုဂ္ဂိုလ်ဟာလည်းပဲပြင်မရတဲ့အမှားတစ်ခုကိုကျွလွန်တာပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့အနာဂတ်တည်အကောင်းမရှိဘူးလို့ဒါမြတ်စွာဘုရားအဲ့လိုဟောနော်တခြားဟာတွေကိုအဲ့လိုမဟောဘူးတခြားအကုသိုလ်တွေကိုအဲ့လိုမဟောဘူးဒီအကုသိုလ်နှစ်ခုအဘိဓမ္မာနဲ့ပြောမယ်ဆိုလို့ရှိရင်ကံကြီး၅ပါးကျွလွန်တဲ့အကုသိုလ်ကဒေါသမူလစိတ်လို့ခေါ်တယ်ဒေါသနဲ့ကျွလွန်ဒေါသလွှမ်းမိုးတဲ့စိတ်ခုနကအယူဝါဒ၃ခုမှားယွင်းတဲ့အမြင်၃ခုကိုမြင်နာကြတော့ဒိဋ္ဌိကတတံပယုတ်လောဘမူလစိတ်လို့ခေါ်တယ်လောဘနဲ့ရှင်တွဲလာတဲ့မှားယွင်းတဲ့အမြင်လို့ခေါ်တယ်အဲ့ဒီအကုသိုလ်12မျိုးထဲမှာပေါင်းလိုက်လို့ရှိရင်ဒါအကုသိုလ်6မျိုးပေါ့နော်အကုသိုလ်6မျိုးအကုသိုလ်စိတ်12ခုရှိတဲ့အထဲမှာအကုသိုလ်စိတ်6ခုဟာပြင်မရတဲ့အမှားကျွလွန်သွားတဲ့အနေအထားမျိုးတစ်ခုဖြစ်အောင်မြတ်စွာဘုရားကမိစ္ဆတနိယတာဓမ္မာလို့ဒဗသင်္ကနီပါဠိတော်အဘိဓမ္မာ9ကျမ်းမှာပထမဆုံးကျမ်းမှာဒီလိုဟောထားတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုန်းကြီးတို့တွေဒီဘဝမှာပုရုဇဉ်မို့အမှားကျွလွန်မိတော့လေပြင်မရတဲ့အမှားကိုတော့မကျွလွန်မိစေဖို့တတိထားကြရမှာဖြစ်တယ်။ပြင်မရတဲ့အမှားကိုကျွလွန်မိပြီဆိုလို့ရှိရင်တော့ကောင်းတဲ့အနာဂတ်ရဖို့အမှန်တမ်းခရင်တယ်ဒါကြောင့်မို့ပြင်ရခက်တဲ့အမှားဆိုဒီမှာအခုပြောခဲ့တဲ့မှားယွင်းတဲ့ကျွလွန်မှု၅မျိုးနဲ့မမှန်မကန်တွေးတောဆင်ခြင်မှု၃ရပ်ဒါတွေဟာပြင်မရတဲ့ပြင်ရခက်တဲ့အမှားဖြစ်တယ်ဆိုတာကိုတတိထားပြီးဒီအမှားတွေမကျွလွန်မိအောင်တတိထားပြီးရှောင်ကျဉ်ပြီးကောင်းကျိုးချမ်းသာရစေနိုင်တဲ့ကိုချင်းတရားများမိမိတဏ္ဍာမှာတည်ဆောက်လို့ကုသိုလ်ဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာညစ်နောက်ကိလေသာအစရတောက်ဟုသမျှတို့သည်တမုဟတာပိဉ္ချဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတ်သိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍
ပလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း